အလုံးကိုအရသာကောင်းမွန်တဲ့နတ်သုတ်တာတွေကိုရွှေခွဲနဲ့ထဲပြီးတော့ဘုန်းကြီးတို့ဘုရားလောင်းတော်ကြီးသင်္ခပုံနာရှိတဲ့အရာကိုရောက်လာပြီးတော့ตาရတဲ့ကိုตาရတဲ့အတန်နဲ့ကိုထင်ရှားပြပြီးတော့အသင်ပုံနာသင်ဟာပင်မကြီးစွာနဲ့အစာဟာရဖြတ်ပြီးတော့ကူးနေတာကြာပါပြီအဲ့တော့ဒါလေးကိုစားပါလို့ဆိုပြီးတော့ဘုရားလောင်းတော်သင်္ခပုံနာကြီးကိုနတ်သုတ်တာတွေကျွေးတာကျွေးတဲ့အခါကျတော့သင်္ခပုံနာကနတ်သမီးသင်ရဲ့အစားအစာကိုငါမစားလို့ဘူးတဲ့ငါဟာဥပုပ်ဆောက်တည်ထားတဲ့သူတဲ့မဏိမေခလာနတ်သမီးကအသင်ပုံနာသင်ရဲ့အကျိုးအတွက်ဒီသမုဒ္ဒရာကိုငါရောက်လာတာဖြစ်ပါတယ်ငါမှစားတရားတောက်เสียအိယာနေရဆင်မြင့်စားတဲ့စီးစိမ်ဥစ္စာတွေငါရှိမှပြည့်ပြည့်စုံစုံအကုန်လုံးရှိပါတယ်အဲ့တော့သင်လိုချင်တာကိုသာပြောပါငါအလုံးလုပ်ပေးနိုင်ပါတယ်လို့ပြောတာတာမန်လောဘကြီးတဲ့လူဆိုလို့ရှိရင်ဘုန်းကြီးတို့ပြေးတိုင်းဟာစိတ်တွေပေးပါရွှေတွေပေးပါငါတောင်းမှာပေါ့ဘုရားလောင်းတော်ကြီးကတော့လောဘတဏှာကိုခွာနိုင်သမျှခွာပြီးတော့လှူနိုင်သမျှလှူနေတဲ့လူဆိုတော့အလောင်းတော်ကြီးပါရမီစုနေတာဆိုတော့ဘာမှမတောင်းသေးပဲနဲ့နတ်သမီးကိုမေးတယ်မဏိမေခလာနတ်သမီးသင်ငါကိုလိုချင်တာတွေပေးမယ်ဆိုတာတော့ဟုတ်ပါပြီငါကိုဘာကြောင့်စည်းစိမ်ဥစ္စာတွေကိုလာပေးနေရတာလေဒါကတော့ပုံနာကြီးရဲ့သင်ရဲ့ကုသိုလ်ကောင်းမှုပါပဲဟာငါလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကအများကြီးပဲတနေ့ကို6သိန်းကုန်ကြီးလူခဲ့တာပဲဘယ်ကုသိုလ်ကထက်ထက်မြဲမြဲရှိလို့လေဘယ်ကုသိုလ်ကမြန်ပို့ပြီးထူးခြားလာလို့လေဆိုတဲ့အခါကျတော့မှအဲ့ဒီမှာမဏိမေခလာနတ်သမီးကရှင်းပြတာဘုံနာကြီးတဲ့သင်ဟာခုခီးထွက်လာတဲ့အခါတုန်းကပြစ္ဆေကဗုဒ္ဓတပါးကိုသင်စည်းထားတဲ့ဖဏနဲ့ဆောင်းလာတဲ့ထီးကိုပေးလူခဲ့ဘူးတဲ့ကိုယ့်ရဲ့ခေါင်းမူချင်းပူတာကိုဂယုမဆိုင်ပဲနဲ့ပြစ္ဆေကဗုဒ္ဓရဲ့ချမ်းသာမှုကိုသာရှင်းရှုပြီးလှူဒန်းခဲ့တဲ့ဒါနအကျိုးဆက်ပါပဲဒါကြောင့်သင်လိုချင်တာရှိတာကိုသာတောင်းပါစီဝါဥစ္စာဆိုတာအသက်ရှင်နေရှာလို့ရပါတယ်တဲ့ဒါကြောင့်မို့လို့နတ်သမီးရဲ့တဲ့သင်္ကားကိုကဲမယ်ဆိုရင်လည်းပဲလေတစ်စင်းသာပေးပါတော့ကွယ်လို့တောင်းတော့သင်္ခပုံနာရဲ့စကားကိုမဏိမေခလာနတ်သမီးကအလွန်ကိုသဘောကျသွားတယ်ပရိသတ်ကြီးလောဘတဏှာတတ်မဲ့ခြင်းမရှိတဲ့သင်္ခပုံနာရဲ့စိတ်ဓာတ်ကိုလည်းပဲနတ်သမီးကအလွန်ကိုလေးစားသွားတယ်တဲ့ဒါနဲ့ချက်ချင်းပဲယရနာ9ပါးနဲ့ပြုလုပ်ထားတဲ့လေသင်္ဘောတစ်စင်းကိုဖန်ဆင်းလိုက်ပါတယ်အဲ့ဒီလေသင်္ဘောဟာအလျာရှိဥဒ္ဒဘအနံလေးဥဒ္ဒဘအစောက်ကတာ200ရှိတယ်တဲ့လေးရင်တိုင်းကဗရမညာနဲ့လှုပ်ထားတာကျိုးတွေကရွှေကျိုးငွေကျိုးရွက်ကငွေပြားတွေနဲ့ခတ်ပြီးတော့ပြုလုပ်ထားတာထိုးဝါတို့တက်မတို့ကတော့ရွှေတွေနဲ့တခါတည်းပြုလုပ်ပေးလိုက်တယ်တဲ့ဘုရားလောင်းတော်နဲ့ညီတော်အနန္ဒာအလောင်း2ယောက်ဆရာတပည့်2ယောက်လုံးကိုယရနာလေးပေါ်မှာတင်ပြီးတော့ဘုန်းကြီးတို့ပြည့်တိုင်းနေချင်းပဲမောလိနီပြည်ကိုမဏိမေခလာနတ်သမီးကအဲ့ဒါတကိုးနဲ့တခါတည်းရောက်အောင်ပို့တာ